အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေကျွန်တော်ဒီကြားထဲမှာပေါ့နော်အမြဲတမ်းတွေ့နေရတဲ့ကွန်ဆာတွေဟာနော်ကွန်ဆာတွေပြဿနာပေါ့စီးလေးရဲ့ကွန်ကတော့အများသောဖြင့်လူငယ်တွေကြားမှာရောမြန်မာပြည်မှာရှိတဲ့မျိုးသားတွေကြားမှာလည်းဒါဘယ်လိုရမလဲနေ့တူကလည်းပုံတီစားတောင်းကြတာပေါ့နော်အဲ့ဒီတက်ကိုပို့ပြီးတော့မျိုးသမီးတွေပါနော်သုံးဆောင်တာများတာတော့ကျွန်တော်ကွန်ပေါ့နော်ကွန်ကတော့ကြည့်လိုက်လို့ရှင်စင်းစင်းဆူဆူနဲ့တိတ်တာပဲနော်ဒါပေမဲ့ခုနပြောလို့ကွန်ဆာတဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကွန်ကိုခုနပြောအာသာပြေမဖိနေပေါ့နော်ဇင်ခံပစ္စည်းတစ်ခုလိုမျိုးဒါမှမဟုတ်ဆွဲသွားတဲ့ဆိုရင်တော့ကွန်ကနေပြီးတော့ဆက်ပြီးတော့ဒါတွေဆိုးဖြစ်နိုင်နေဆိုတော့နော်ပြောကြလို့ပါတယ်သူတို့ကျွန်တော်ကကွန်ရွက်တက်ကွန်ဒီတက်စီရကြီးတက်ဆိုရင်ကျွန်တော်စီးပညာအရဆိုလဲတိုင်းစီးမှာကွန်ရွက်တွေကွန်ဒီတွေဒါတွေသုံးပါတယ်ဒါပေမဲ့သူတို့တွေပေါင်းဆက်ပြီးတော့ထုံးတဲ့ရောသမဝင်လိုက်တဲ့အခါမှာလည်းအန်ရဖြစ်တဲ့ပစ္စည်းတွေဖြစ်သွားတယ်နော်အခုပုံမှန်ဆိုပြတာတိတ်ချိုးကောင်းတယ် sweet beta ဆိုတာလေသူတို့ဟိုမှာပေါ့ဒီအိန္ဒိယနိုင်ငံတွေမှာလေတကယ်ကိုလေဟိုဖုန်သားလေးနဲ့အောင်တူပြထုတ်လာလေပြင်ရွှေသင်္ကန်းကတ်တလုံးမျိုးတည်တာသူတို့တွေကလေရွှေရောင်ငွေရောင်နေနဲ့လေတကယ်ကိုအဲ့လိုမျိုးထားပြီးစားကြတာသူတို့ကဟိုးရင်လုံးတက်ထက်ကြတာဘင်းရင်နေရှေးဘင်းရင်နေတက်ထက်ကြတာကွန်အင်တော်တွေနော်နဝရက်စီချေထားတဲ့ကွန်အင်တွေဆိုရှိတယ်လေကွန်တွေကိုလည်းမျိုးစုံနော်ဒီကျွန်တော်အရှိတော်အရှာမှာသုံးကြရစားကြတယ်ပေါ့နော်ဒါဆိုရင်တော့သွားကိုခံကြန့်စေတယ်နော်ဒီသွားနေမကြိုးပေါ့နော်ဒါမျိုးတွေတော့ရှိတယ်ဒါကျွန်တော်မြန်မာနိုင်ငံမှာရှိတိုင်းသား135မျိုးတွေမှာလည်းကွန်စားပြီးတော့ဒီသွားတွေမဲနေအောင်လုပ်တာရှိတယ်ဒါမျိုးတွေပေါ့နော်အဲ့ခုနကလှပတဲ့ကွန်ရာတွေကိုအခုလိုမျိုးကွန်ရွတ်တက်ကွန်တိတက်မှုပဲနဲ့အားလုံးစုပြီးတော့ထုံးနေတဲ့ရောစတမမွေဆက်လိုက်တဲ့အချိန်မှာလူတွေအတွက်ဆိုးဆိုးဖြစ်လာမှာနော်ကွန်နဲ့ပတ်သက်ပြီးဆက်တာကျတော့ green cancer နော်အဲ့တော့မြန်မာနိုင်ငံမှာ green cancer နဲ့ပတ်သက်ပြီးတော့လည်ချောင်း cancer green cancer ရှာ cancer ပတောင် cancer ဒါနဲ့ပတ်သက်ပြီးတော့နော်မျိုးစား6မျိုးကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့cancer တဖုံးနှခမ်းနော်အာခေါင်မို့တရေကနန်ရှာကနန်စားအဲ့ဒါပြင်6မျိုးရှိရနော် cancer လीနော်အဲ့တော့green cancer ကဒီနှခမ်းမှာရှိဆဲလေးရှိအဲ့green ထဲမှာရှိဆဲလေးကပုံစံပြောင်းလာပြီးတော့သူဆဲလေးတည်သွားတဲ့အချိန်မှာအသစ်ပြန်ဖြစ်တဲ့ဆဲရခင်ပုံမှန်ဆဲမဟုတ်တော့ဘဲနဲ့ကင်ဆာဆဲဖြစ်ကိုပြောင်းသွားပြီးအလုံးကျိတ်တွေဖြစ်တာပေါ့နော်ပတောင်ထဲမှာအလုံးကျိတ်ကြီးဖြစ်လာတော့ဘေးကိုဖောင်းထွက်လာတယ်မျက်နှာကြီးကဗတ်မမီတော့အပေါက်တွေဖြစ်လာတယ်ဒီထဲမှာရှိတဲ့ကြွက်သားလေးတွေကပျော့ပြေးပြီးကြွက်သားလေးကတီးတီးမြင်မြင်လေးနဲ့ဘယ်လိုပြောမလဲမျက်နှာဆိုရင်လှလှပပလေးပြောင်းအပြုံးနေပန်းအပြုံးပန်းဆင်အောင်ဒါမှမဟုတ်နားတော့ပကြီးတွေပါလေဆိုတင်းနေတာလေဒီလိုမျိုးလေးဖြစ်တော့ပါပြောလူကူးကြီးရဲစားလိုက်ရောဒီအားရအကုန်လုံးရော့ရဲလာပြီးတော့တေသွားတဲ့ဆဲတွေညမှာကင်ဆာဆဲကြီးအစားထိုးလိုက်တာလည်းပြဿနာပေါ့နော်အဲ့တော့ကျွတ်ကကွန်မစားဘူးဒါပေမဲ့ကွန်စားဆေးကိုပဲငုံတာမို့ပေါ့နော်ဟိုးရင်လက်ထက်ကလေးအိန္ဒိယဘယင်းတွေလက်ထက်ကလေးကဒီကွန်တော့ဆက်တာတယ်ဆိုတာလေဒါဘယ်လိုပြောမလဲဆိုတော့ရှေးပေါ့နော်ဒလိထုံးစမ်းစင်တာတစ်ခုပေါ့နော်ဒါလည်းတကယ်ကိုအခန်းမင်းခမ်းမင်းသားတွေမှာဟောဒါအင်တယ်ဗီမှာဆိုလို့ရှိရင်လည်းနော်ကိုယ့်အိတ်လေးနဲ့ထားပြီးတော့လေနော်အဲ့ခန္ဓာမျိုးပေါ့နော်ဒါမျိုးကအများကြီးရှိပါတယ်ဆိုလိုချင်တဲ့သဘောကဒီကွန်ဆာတခုတည်းကပဲgreen cancer ဖြစ်စေရတာတော့မဟုတ်ပါဘူးတခြားဟာတွေကလည်းဖြစ်တော့ဖြစ်စေပါတယ်ဒါပေမဲ့တော့ဒီအကြောင်းအရာမှာတော့ကွန်ဆာနဲ့ဆက်တဲ့ green cancer အကြောင်းကျွန်တော်ပြောချင်တာပေါ့လေနော်နောက်တစ်ခါကျတော့မြန်မာနိုင်ငံမှာ green cancer ဖြစ်ပေါင်းမှုကဆေးရွက်ကြီးတောက်သုံးမှုကြောင့်လည်းဖြစ်တယ်အားကြောင့်မို့ကျွန်တော်တို့သွားဘက်ဆိုင်ရာကြွနားတဲ့လူတွေဆိုသူတို့သိတယ်နော်ဆေးလေးနဲ့ဆေးရွက်ကြီးတောက်သုံးမှုအန်ရယ်ကိုပြောတဲ့အခါမှာဒီကွန်းကလည်းပါလာတာပေါ့နော်တစ်ခုအနေနဲ့ပေါ့နော်အဲ့တော့ဒီလိုမျိုးပေါ့နော်အရက်လေးတောက်မယ်ဆေးလေးလေးတောက်မယ်ကွန်းလေးစားမယ်ကျွန်တော်ပြောပါတယ်အမြင်တော့လေအစားထိုးချစ်သူမလို့အောင်ဘလို့အစားထိုးချစ်သူမလို့အောင်လဲဆိုဆေးလေးတွေကိုဖျက်ချင်းလို့ကွန်းစားလိုက်တယ်ကွန်းဆေးလေးကိုဆွဲသွားတယ်ကွန်စီလေးကိုဖျက်ချင်လို့အရက်ကိုတောက်တယ်ကွန်စီလေးကိုအရက်ကိုဆွဲသွားတယ်အခုခေတ်မှာပူဆိုးတာကျတော့စီလေးဖျက်ချင်လို့ဗိတ်တောက်တယ်ဗိတ်နဲ့စီလေးနဲ့ဆွဲသွားတယ်နော်ဗိတ်မတောက်ဖ ೇನೆ တော့ easy red တောက်တယ်သုံးမျိုးလုံးဆွဲသွားတယ်သူတို့ချင်းတဲ့ဘုံကမကောင်းတဲ့အရာတစ်ခုဖြစ်တဲ့အခါမှာချမကောင်းတဲ့အရာတစ်ခုအစားထိုးပြီးဖြစ်တာဒီဘယ်တော့မှနီးလန်းမကြနော်အဲ့တော့လုံးဝဒုံးတီပေါ့နော်ဖျက်ရမယ်ဒုံးတီမရဘူးကျွန်တော်ဆွဲတယ်ဆိုဆွဲနှမ်းစီတာလေကျွန်တော်ပြောသလိုပါပဲလေအတွေးတွေပါပဲနော်အဲ့တော့အတွေးတွေအစွဲတွေကိုကျွန်တော်ဘာနဲ့ဖြောင်းမလဲကျွန်တော်ဥမာတစ်ခုပြရမှာကျွန်တော်ဆိုရင်အရင်တော့ကျွန်တော်မှုရင်းဆောင်ဆိုတော့ကျွန်တော်အလောင်းတွေခွဲတဲ့အခါမှာကျွန်တော်က
ကိုအနည်းငယ်စားတယ်ပေါ့နော်ကွန်းစားတယ်ဆိုတော့ကျွန်တော်အဲ့ကအနံ့လေးပေါ့ဖာလာတို့လင်းချင်းတို့ဂုံကားတို့အဲ့အနံ့လေးရတဲ့ခါကျတော့ဒီအလောင်းရဲ့အနံ့ကမရဘူးပေါ့နော်ဆက်စားချင်းဦးရင်းဆောင်စားလို့တော့ဒါတွေကိုစားပြစ်တော့သူကလည်းတကယ်တမ်းကျတော့လူမှုနယ်ပယ်မှာအကောင်းဆုံးမွေးဖွဲ့လို့ရတဲ့ပစ္စည်းတစ်ခုဖြစ်ဒီကွန်းရလေးတစ်ခုရှိပြီဆိုရင်ပြားတွေအုံလာသလိုပဲခြုံသားလေးကိုပြားတွေအုံလာသလိုပဲကွန်းလေးပေးလိုက်တာနဲ့အားလုံးကခင်မင်ကြတယ်ကွန်းစားတစ်ခါကျရင်ကျွန်တော်နောက်ပိုင်းတော့ကွန်းတကယ်ချင်းတွေတော့ကွန်းဝယ်တဲ့အဆင့်အောင်ဖြစ်သွားတယ်ကွန်းဆိုင်ရောက်လို့ရှိရင်ကွန်းလေးဝယ်တယ်ကိုဆွေသူ့လေးများစားကြအောင်လားမသိဘူးဆိုပြီးတော့ကျွန်တော်ဝယ်ပြစ်တယ်ပေါ့နော်ကားရက်တယ်ကွန်းဆိုင်ရှိမှရက်တယ်ဒါမျိုးတွေပေါ့နော်အဲ့လိုတွေပါဖြစ်လာမှာနော်ဒါပေမဲ့တစ်ခုရှိရတရက်လည်းကောကျွန်တော်ရှိမှရှင်စေကံပြတဲ့အဖွားတယောက်ကဆရာရဲ့ကျမကြီးဟောပြောပွဲကိုနားထောင်လိုက်ရတယ်ဒါပေမဲ့ဆရာကွန်းစားထားတယ်ဆရာပါဇက်ကတော့ကွန်းစစ်လေးရမတောက်ပါနဲ့လို့ပြောတယ်အဲ့ရောမကောင်းပါဘူးဆိုပြောထားဆရာတော်တော်ချက်သွားတယ်စေကုသရဲ့ဆရာဝန်ကဒီလိုမျိုးဖြစ်တယ်အတူယူဆရာမကောင်းဘူးဆိုတော့ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ဆိုတော့ကျွန်တော်လုံးဝစိတ်ကိုတိတိပပဖြတ်တယ်ဆိုလိုချင်တဲ့သဘောကဆရာကွန်းအဲ့လိုမျိုးတိတိပပဖြတ်ဘူးလို့လားကျွန်တော်ပိုင်းဖြတ်ဘူးပါတယ်နော်အဲ့တော့ကြောင့်မလို့စေကိုဖြတ်ပါနော်ဒုတိယပိုင်းမှာလည်းကျွန်တော်ဒါပထမပိုင်းပေါ့ဒုတိယပိုင်းမှာကျတော့ဒီဆောင်းရှောင်းအနေနဲ့ဒီဘလူတွေကင်ဆာယောဂဖြစ်တယ်ဆိုတာကိုအသေးစိတ်ဆက်ပြီးတော့နော်တင်ပြပါအောင်မယ်နော်အားလုံးပဲကျမတို့ကသိတော့ပါတယ်